လေးရယူရတော့တားလေးလေးဆိုရင်လူလိုက်မစေပဲနဲ့မွေးရတာဒီကလေးကိုအဲ့မိမရဲ့စနေကြမောင်ခရီးသွားတဲ့အချိန်မှာသူယူရအောင်တတ်ချင်လို့အကွက်ကြကြပြစ်တင်လာတာအဲ့မိမသူတို့နေရာစလုံးကလည်းပလင်းတူဘူးဆိုရင်လေမမောင်လေးတင်လဲအောင်သူတို့ကောင်းလိုက်နေတာမမောင်ကတကယ်လို့လည်းပြန်တော့မှမမေးဘယ်သူမှမနေရကျွန်တော်မသူ့ကိုယုံကြည်ရပါတယ်ကျွန်တော်ပြောယူရအဲ့မိမရဲ့စိတ်ဖောက်ပြန်မှုတွေကိုတိုးခဲ့ပြီးတော့ကိုယ်တန်းနဲ့ကိုလေးချက်လုတ်ခဲ့ရတာပါမောင်ရဲ့အဲ့မိမမှာစိတ်ဖောက်ပြန်မှုရှိတယ်ဆိုတာမအသိဆုံးပဲစိတ်ဖောက်ပြန်မှုတွေအမြင့်ဆုံးရောက်တဲ့အချိန်ကအဲ့ဒါအယူခိုင်ရိုင်းပြောလိုက်အဲ့မိမလင်းတာယူနေတာမိမစကားပတ်ချောငါမရှိဘူးမယူလို့ရှိရင်စကားဘာလို့တောင်းလို့ရနေလဲငါမရှိဘူးမိမကြောင့်မမရဲ့အိမ်မက်တွေခွာချင်ပြည့်စည်ခဲ့ရပါနေတယ်မလေးဒါနဲ့မိသားစုပေါ်လေးတိဆောက်ချင်တာနီနီရဲ့မနီနီနဲ့လင်မယားလိုနေချင်တယ်ဘာပြောနေလဲတခုမှမဟုတ်ဘူးတော့မမသေးဘူးတော့မကျွန်တော်မရတဲ့တာနဲ့ရှိနေတော့မငါပြောတခုမှမဟုတ်ဘူးအဲ့မိမစိတ်ထဲမှာဘာတွေရှိနေလဲဘာခုန်ပြေးမိမလားဘယ်လိုစကောပဲကျမကပြေးစိတ်မှန်တရားပြောနေရလေနေချောင်းဟာနေကိုလက်လက်ဆောင်ရှောက်ခဲ့ရနေချောင်းငါရဲ့အိမ်မက်တွေအစိမ့်စိမ့်အမောင်မကွဲချင်ပြည့်စည်ခဲ့ရတယ်နေသိမနေနီကလေငါ့ကိုချစ်ပါငါ့ကိုချစ်ပါငါတမ်းမယ်မလုံးနဲ့တခုမှမဟုတ်ဘူးတော့မယုံကြည်ကြတဲ့အားလုံးအလက်ခံပဲမယူနေပြီမအောင်နေနေမယူနေတော့အောင်ယူနေမအယူမအယူမ
နော်မမအိတ်သေးဘူးလား နေသေးလို့ယူရတယ်တားလေးရော တားလေးကခုနကပဲအိတ်သွားပြီမောင်မောင်လည်းအိတ်တော့လေမနေ့ကယူရတော့နှစ်ယောက်ဖျားသွားရအောင် ဖះသွားမယ်ဟိုမောင်လည်းကြုံမပြောထားပါဘူး မနေ့ပြန်ဆိုရင်မမဆုံးတော့တလားပြည့်ပြီအဲ့ဒါကြောင့်ယူရမမအတွက်ကောင်းမှုကုသိုလ်လေးပြုပေးခြင်းလို့ပါ ယူရတယ်မမောင်ကိုရှင်မောင်သေးဘူးလား မမုန်းပါဘူးမောင်ရဲ့ယူရမမမမုန်းပါဘူးဒီချပြက်စဉ်းစားကြည့်လိုက်တော့မမရဲ့ဘဝတိတ်ကိုတနာစရာကောင်းပါတွေ့ဖို့နေတဲ့အချိန်မှာမမရဲ့ခံစားချက်တွေကိုယူရနားလည်မပေးခဲ့ဘူးမမရဲ့ဝေဒနာတွေကိုလည်းယူရချွေးသိမပေးနိုင်ခဲ့ဘူးအတ္တသိကြီးလုံးတဲ့အချက်ကအစိတ်တင်တတ်တယ်ဆိုတော့ယူရသင်ခန်းစာယူလိုက်မိတယ်အားကြောင့်မောင်နဲ့ယူရနေကြမှာအပြစ်ကင်းတဲ့ချစ်ချင်းနေနဲ့နာရအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ကြရအောင်လို့